ဘောင်းဆိုတဲ့အတန်ကြီးနဲ့အတူတောင်ပေါ်ဘက်ကနေအလင်းတန်တစ်ခုမိုးကောင်းကင်ထဲကိုတိုက်ရိုက်ထိုးထွက်လာပါတယ်။ချောင်းထဲမှာရေချိုးနေကြတဲ့လူတွေအားလုံးတစ်ချိန်တည်းအံ့ဩတကြီးနဲ့မိုးကောင်းကင်ဘက်ကိုလှမ်းကြည့်လိုက်ကြပါတယ်။ဘာထက်ကလဲမင်းကလင်းလားမြင်ကြည့်အတန်ဒီတခါတည်းပွတ်ပွတ်ဆူလာတဲ့အချိန်မှာတယောက်ကမယုံနိုင်တယ်လို့အံ့ဩတကြီးနဲ့အော်ပြောလိုက်ပါတယ်။နှစ်ငါးရာလုံးမကော်ခဲ့တာဒီနေ့တော့သူတော်စင်မလီပေါ်လာပြီဒီစကားကိုကြားလိုက်တဲ့အချိန်အားလုံးကအတန်မထွက်နိုင်တော့ပဲအဲ့ဒီအလင်းတန်းကိုပဲမျက်လုံးမလွှဲနိုင်ပဲစိုက်ကြည့်နေကြပါတယ်ဟန်ဖန်မိုင်းတိတ်တိလီအဲ့ဒီအလင်းကိုစိုက်ကြည့်ရင်ဒီစွမ်းရင်ငါရဲ့စွမ်းရင်နဲ့မတူဆိုပြီးသူ့လက်ကိုပြန်ကြည့်လိုက်ပါတယ်အဲ့ဒီအချိန်မှာအနားမှာရှိတဲ့အဖိုးကိုတယောက်ကတိတ်တိလီရှင်းပြလိုက်ပါတယ်တောင်ထိပ်တိုင်းမှာနတ်သားတစ်လက်စီရှိတယ်စုစုပေါင်းနတ်သား၈လက်အဲ့ဒီဓာတ်တွေကသူတို့ကိုယ်ရွေးချယ်တဲ့သူကိုပဲအမွေဆက်ခံသူဖြစ်လက်ခံတယ်ဒါပေမဲ့ကြစ်ရှောင်းသားကတော့ထူးကြတယ်မင်းမပြောမဟုတ်ရင်ဘသူမှနားမလည်နိုင်ဘူးဒီစကားကိုကြားလိုက်တဲ့အချိန်ဟန်ဖန်ကလက်တွေကိုတင်းတင်းကြပ်ကြပ်ဖမ်းဆုပ်လိုက်ပါတယ်ဒါဆိုငါဖူးရှန်သားကရောဒီနတ်သား၈လက်ထက်ကတလက်လားဆိုတဲ့မေးခွန်းတစ်ခုသူ့စိတ်ထဲမှာတိတ်တိတ်လေးပေါ်လာခဲ့ပါတယ်နောက်တနေ့မနေ့ရောက်တော့ထမင်းစားကိုတန်းစီနေတဲ့အချိန်ဟန်ဖန်ကိုပေါက်ဆေး၄လုံးတောင်ထည့်ပေးလိုက်တာကြောင့်သူတကယ်ကိုအံ့ဩသွားပါတယ်ဒီနေရာမှာရှိတော့ဝအောင်စားထားမှာလုံဟူတောင်ကန်ရောက်ရင်တော့ငတ်တောင်မယ်လူသွေးနေတော့ရုတ်တရက်ခေါင်းကင်ပေါ်ကနေနက်စရာတစ်ဖားကလူတစ်တစ်ခုကိုခေါ်ပြီးဆင်းလာပါတယ်ရှိပါဒီလူကိုမင်းတို့လုံဟူတောင်ကိုအပ်ပြီးပြီအဲ့ဒီစကားကြောင့်အဖိုးအိုကချက်ချင်းတုံ့ပြန်လိုက်ပါတယ်ဒါမတရားဘူးလုံဟူတောင်မှာလူတွေပြည့်နေတာကြားပြီဘာလို့အဲ့ဒီကိုပဲထပ်ထည့်နေရတာလဲကျွန်တော်တို့ချန်ကျူတောင်မှာလူမလုံလောက်ဘူးဆိုပြီးတောင်းဆိုထားတာဘယ်နှကြိမ်ရှိနေပြီလဲတခါမှမဖြေပြီးဘူးနက်စရာကမျက်နှာမပြောင်းပဲပြန်ပြောလိုက်ပါတယ်ဒီလူတစ်မှာဝိညာဉ်အခြေခံ၃ထီပါတယ်ဒါကြောင့်လုံဟူတောင်ကိုပေးလိုက်ရတာဒါကအထက်ကစီစဉ်ထားတာငါကအမိန့်အတိုင်းလောက်ရတာဒါပေမဲ့အဖိုးအိုကဆက်ပြောလိုက်ပါတယ်ဒီနေ့လုံဟူတောင်ကိုလူတစ်ယောက်ထက်ပေးပြီးကျွန်တော်တို့ကိုမပေးဘူးဆိုရင်ဂိုင်းကျုပ်စီကိုကိုယ်တိုင်သွားတိုင်မယ်အခြေအနေကတင်းမာသွားပါတယ်နက်စရာလည်းအနှင်းငယ်စိတ်မရှိသလိုဖြစ်လာပြီးနောက်ဆုံးမှာတော့မထစ်မနေလူတစ်ယောက်ပေးရမယ်အခြေအနေဖြစ်လာပါတယ်အဲ့ဒီအချိန်တောင်တစ်ခုလုံးထဲမှာအတုံးမကြဆုံးလို့သတ်မှတ်ခံထားတဲ့သူဟန်ဖန်ကိုအဖိုးကိုစီလွှဲပေးဖို့ဆုံးဖြတ်လိုက်ပါတယ်သူတို့ပြောသလိုအတုံးမကြဆုံးလို့သတ်မှတ်ခံထားတဲ့ဟန်ဖန်ဟာတကယ်ပဲအားလုံးရဲ့အနှိမ်ဆုံးမှလည်းရှိမလားဒါမှမဟုတ်နှက်ဓာတ်ကိုကင်ထားတဲ့သူတယောက်အနေနဲ့အရာအားလုံးကိုပြောင်းပြန်လွှမ်းပစ်မလားဆိုတာကိုတော့နောက်အပိုင်းမှာဆက်ကြည့်ရမှာပါနှက်ဓာတ်ကိုထုတ်ပြီးခိုးလိကျင်နေပါတယ်အဲ့ဒီအချိန်မှာပဲသူနောက်ကအတန်တစ်ခုကြားလို့လှည့်ကြည့်လိုက်တဲ့အချိန်မှာတော့ကြံချစ်နျူးကြောက်ထောက်ကသူ့ရဲ့နှက်ဓာတ်အစွမ်းကိုတွေ့သွားကြပြီပဲထပ်ပါတယ်ဒီဟန်ဖန်ကိုချန်ကျူတောင်ပဲပို့လိုက်ပြီးနော်ဟမ်ဒီချန်ကျူတောင်ကြွားကချင်းရဲ့ပေမဲ့ဝူချင်းဖုံးကတော့သဘောကောင်းတဲ့သူပဲရွှေပါလိုမျိုးလူကိုအနိုင်ကျင့်တာမျိုးမလုပ်ဘူးငါတို့တော့ဒီနေရာကပိုကောင်းတယ်လို့ဟန်ဖန်စိတ်ထဲမှာတိတ်တိတ်လေးတွေးလိုက်ပါလေအဲ့ဒီအချိန်မှာပဲအဖိုးကအားလုံးကိုလမ်းခေါ်လိုက်ပါလေမငင်းညူကြနဲ့တော့အားလုံးလာပြီးမိတ်ဆွေတဲ့နဲ့မိတ်ဆက်ကြနောက်ကစားပြီးသူကငါတို့လူပဲအားလုံးပဲသူ့ကိုကူညီဆောင်ဆောင်ကြတယောက်နဲ့တယောက်နာမည်တွေမိတ်ဆက်ကြပြီးဟန်ဖန်လည်းအားလုံးကိုဦးညွတ်ကနောက်ရက်တွေမှာကူညီဆောင်ရှောက်ပေးကြပါအောင်လို့ပြောလိုက်ပါတယ်အဲ့ဒီနောက်အဖိုးကဓာတ်နှစ်ချောင်းကိုသူ့လက်ထဲထည့်ပေးလိုက်ပါတယ်ဒီဓာတ်တွေယူသွားမင်းအရင်ကတုံးခဲ့တဲ့ဓာတ်နဲ့တော့ဝါးတောင်ခုတ်မနိုင်ဘူးဆိုတာငါသိတယ်အခုကငါးနေရာရောက်လာပြီဆိုတော့မင်းကိုဓာတ်အစုံနဲ့ဝါးတွေကိုခုတ်ခိုက်တော့မှမဟုတ်ဘူးဟန်ဖန်ကဓာတ်ကိုလက်ခံယူလိုက်ပြီးမျက်လုံးထဲမှာတစ်ချက်တောက်ပသွားပါတယ်အရင်ကားကတော့တကယ်အသုံးမကျဘူးငါးရနဲ့ဓာတ်အကြောင်းတီးသွားမှဆိုလို့ဒါတီးခံခဲ့ရတာဒါပေမဲ့အခုတော့ဝါးခုတ်ရတာလွယ်သွားပြီဝါးစခုတ်တဲ့အချိန်ဟန်ဖန်ကအခြားသူတွေလိုမဟုတ်ပဲတစ်ချက်ထဲနဲ့ဝါးကိုတိတိကျကျခုတ်နေနေပါတယ်ဒါပေမဲ့ဒီဓာတ်ကဖူးရှန်ဓာတ်ကိုဘလို့မှမရှိနိုင်ဘူးသို့တော်လည်းဒီနေရာမှာလူတွေအများကြီးငါဓာတ်ကိုထုသုံးလို့မရသေးဘူးဆိုပြီးသူ့နှထားကိုတိတ်တိတ်လေးဖုံးပြထားပါတယ်အဖိုးဒီလောက်ကတော့အဝေးကနေကြည့်ပြီးဟန်ဖန်ဖြည်းဖြည်းလို့လောစီတာမလို့ဘူးလူပြောလိုက်ပါတယ်အချင်းသူဖြည်းဖြည်းပုံသွားတဲ့အခါအဖိုးကပြန်ကြည့်ပြီးနည်းနည်းအန်အော်တယ်လို့ပြောလိုက်ပါတယ်ဒီနေ့ဝါခုတ်တာမစိုးဘူးနော်ဒီတိုင်းဆိုဒီညအထိဝါလီးပင်လောက်တော့ခုတ်နိုင်လိမ့်မယ်ဟန်ဖန်ကလည်းချက်ချင်းဒါကအကြီးကဲပေးတဲ့ဓာတ်ကြောင့်ပါလို့ပြန်ပြောလိုက်ပါတယ်တခြားသူတွေအလုပ်သိမ်းကုန်ကြပြီးအဖိုးကလည်းထော်သွားတဲ့အချိန်မှာတော့ဟန်ဖန်ကသူ့ရဲ့နှက်သားကိုထုတ်ကဝါတွေကိုခုန်ရင်းစတဲ့လေ့ကျင့်ပါတော့တယ်ဒီတလားအတွင်းငါရဲ့အချားအမြင်ခွန်အားလုံးကအရင်ကနဲ့လုံးဝမတူတော့ဘူးလို့တယောက်တည်းရည်ရွယ်နေပါတယ်ညနေပိုင်းအဖိုးပြန်လာတဲ့အချိန်မှာဟန်ဖန်ကဝါတွေအများကြီးခုတ်ထားတာမြင်လိုက်ရတော့အန်အော်ဒစီနဲ့ချီကျူးစကားဆိုလိုက်ပါတယ်ဝါတွေအားလုံးကိုလည်းဟန်ဖန်ရဲ့စီရင်နဲ့ထည့်ပေးခဲ့တာကြောင့်အဖိုးကိုကျေးဇူးစကားပြောလိုက်ပါတယ်ဟန်ဖန်စိတ်ထဲမှာလည်းဘသူမှမအနိုင်ကျင့်တဲ့အေးချမ်းတဲ့ဘဝကိုပထမဆုံးခံစားလိုက်ပါတယ်ဘသူမှမအနိုင်ကျင့်တဲ့ခံစားချက်ကတကယ်ကောင်းတာပဲဆိုပြီးမတိမတာပြုံးလိုက်ပါတယ်ဒါပေမဲ့အေးချမ်းမှုဆိုတာကြာမခံလိုက်ပါဘူးနောက်တစ်နေ့မနက်ဘသူမှမရှိတဲ့အချိန်ဟန်ဖန်ကသူ့ရဲ့နှက်သားကိုထုတ်ပြီးခိုးလိကျင်နေပါတယ်အဲ့ဒီအချိန်မှာပဲသူနောက်ကအတန်တစ်ခုကြားလို့လှည့်ကြည့်လိုက်တဲ့အချိန်မှာတော့ကြံချစ်နျူးကြောက်ထောက်ကသူ့ရဲ့နှက်သားအစွမ်းကိုတွေ့သွားကြပြီပဲထပ်ပါတယ်
ဒီတစ်ခေါက်ဖြစ်လာမယ့်ပြဿနာကသူ့အစွမ်းကိုဖုံးကွယ်လို့ရအောင်မလားဖူရှာနတ်သားကိုတော့ကာကွယ်နိုင်အောင်မလားလူယူတာခံလိုက်ရမလားဆိုတာတော့အပိုင်းမှာစောင့်ကြည့်ရမှာဖြစ်ပါတယ် ဟန်ဖန်ဟာတယောက်တည်းနတ်ထာနဲ့ခိုးလိကျင်နေတာကိုကျမ်းဖြေညုံနဲ့ကြောက်ထောတို့ကတွေ့ပါကြပါတယ်သူတို့ကအရင်ဆုံးဟန်ဖန်ရဲ့ဝါးတွေကိုထားခဲ့ဖို့ချိန်ရောက်လာပါတယ်ဒါပေမဲ့ဟန်ဖန်ကငါကချန်ကျူတောင်တန်းကလူဖြစ်သွားပြီးထပ်လူရဲညင်းဝူချင်းဖုံးကိုတိုင်ပြောမယ်အဲ့ဒါကြတော့သူတို့ကရဲမောကြပြီးမလေးစားပဲပြင်ပြောတယ်ဝူချင်းဖုံးလားအဲ့ဒီလူအိုကြီးကိုပဲအာကုန်းနေရလားပြီးတော့သူတို့ကထပ်ပြောလိုက်ပါတယ်အသားမနာချင်ဘူးဆိုရင်ဝါးတွေထားခဲ့ပြီးထွက်သွားလိုက်တော့ဟန်ဖန်လည်းပြဿနာမဖြစ်ချင်တာနဲ့ဝါးတွေကိုထားခဲ့ပြီးထွက်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်အဲ့ဒါတော့ကြောက်ထောက်ကမကြည်နပ်သေးပဲအဘိုးကိုပေးထားတဲ့ဓာတ်ကိုပါထားခဲ့ဖို့ထပ်ပြောလိုက်ပါတယ်ဟန်ဖန်ဟာစိတ်ထဲမှာအလွန်ဒေါသထွက်သွားပြီမဲ့လေနတ်သားအချောင်းပေါ်သွားမှစိုးတဲ့အတွက်အဘိုးကိုပေးထားတဲ့ဓာတ်ကိုပါထားခဲ့ပေးလိုက်ပါတယ်သို့ပေမဲ့လည်းကျန်းထင်ညိုကရက်လိုက်လို့ထပ်ပြောလိုက်ပြီးမင်းစောနာကဝါခုတ်နေတာဒီဓာတ်နေနဲ့မဟုတ်ပါဘူးအဲ့ဒီဓာတ်ကိုပါထားခဲ့လို့ပြောလိုက်တဲ့အခါမှာတော့ဟန်ဖန်ဟာအတော်လေးဒေါသထွက်သွားပြီးဝါကိုလူကတီးကန်ခဲ့တယ်ပြီးတော့အဘိုးကိုပေးတဲ့ဓာတ်ကိုတောင်းတော့လဲငါတီးကန်ခဲ့တယ်ဒါပေမဲ့အခုငါရဲ့ဓာတ်ကိုပါလူကျင်နေကြတာလားလို့ဒေါသတကြီးနဲ့မေးလိုက်ပါတယ်ကြောက်ထောက်ကဘေးကနေပြီးအဲ့ဒီဓာတ်ကမိဖို့ကြောင်းကနေကောက်လာတဲ့ဓာတ်အဆုပ်ကြီးပါပြီးတော့တင်ကြီးတွေနဲ့ပစ္စည်းကောင်းမဟုတ်တော့ပါဘူးလို့ဝင်ပြောလိုက်ပါတယ်ဒီဓာတ်ကမင်းပြောသလောက်မစိုးပါဘူးစောနာကဒီကောင်လေးအဲ့ဒီဓာတ်နဲ့ဝါးဒီကိုအตาရလေးခုတ်နေလာငါတွေ့လိုက်တယ်အဲ့ဒီဓာတ်ကလုံးဝမယိုးရှင်းဘူးလို့ကျန်းချင်ညိုကပြင်ပြောလိုက်ပါတယ်ကျန်းချင်ညိုကပါရမီရှင်အစွမ်းအစာရှိတယ်ဒီအခွင့်အရေးကိုအသုံးချပြီးသူနဲ့ရင်းနှီးအောင်လုပ်ရမယ်လို့ကြောက်ထောက်ကတွေးလိုက်ပြီးဟေးကောင်မသေးချင်းရင်အဲ့ဒီဓာတ်ကိုလည်းမြန်မြန်ပြစ်ပေးလိုက်အဲ့ဒီချိန်ဟန်ဖန်ကအရန်တော်ဖာထွက်သွားပြီးတီးမခံနိုင်တော့ပဲငါမပေးဘူးဆိုရင်ရောမင်းတို့ကဘာလုပ်ချင်လဲလို့ပြန်မေးလိုက်ပါတယ်ကြောက်ထောက်ကအဲ့ဒီစကားကိုကြားတော့စိတ်တိုးသွားပြီးဟန်ဖန်ကိုပြေးကန်လိုက်ပါတယ်ဒီတစ်ချိန်မှာတော့ဟန်ဖန်ကအသားရလေးရှောင်ပြပြီးကြောက်ထောရဲ့ရင်ဘတ်သေးကိုချီတော့တစ်ခါပြစ်သွင်းပေးလိုက်ပါတယ်သူများရှိမှအတုံးမကျတဲ့ကောင်ကန်လိုက်ရတဲ့ကြောက်ထောလည်းရှက်သွားပြီးသူ့ရဲ့ဓာတ်ကိုထုတ်ကဟန်ဖန်စီကိုပြေးလာရင်သူ့သေးကိုယ်သေးတိုက်ပွဲကြီးစတင်ဖြစ်သွားပါတော့တယ်ကြောက်ထောက်ကဒေါ်သားတကြီးနဲ့ဟန်ဖန်အားဓာတ်နဲ့တိုက်ခိုက်လိုက်ပါတယ်ဟန်ဖန်ဟာပြဿနာကိုရှောင်လွှဲလို့မရတော့ဘူးဆိုတာသိလိုက်ပြီးသူ့ရဲ့နှက်ဓာတ်ကိုထုတ်ကပြန်လဲတိုက်ခိုက်ပါတော့တယ်ပထမတစ်ချက်မှာတဲ့ကြောက်ထောရဲ့ဓာတ်ပဲ့သွားတာကိုမြင်လိုက်ရတဲ့အခါချမ်းထန်မျိုးကပြုံးလိုက်ပြီးဒီဓာတ်ကတကယ်မယိုးရှင်းဘူးပဲလို့ဆိုကသူ့ရဲ့တိုင်းပညာအမြတ်နှုံးနဲ့ဟန်ဖန်ကိုတိုက်ခိုက်လိုက်တော့ကြောင့်နောက်ကိုလွှင့်သွားတာအန်လဲရပါတယ်ထို့နောက်လက်သီးနဲ့ထပ်ထိုးလိုက်ကကြောင့်ဟန်ဖန်ဟာအမြန်ရှောင်တိန်လိုက်ရပါတယ်ဒါတည်းမပြီးသေးပဲချမ်းထန်မျိုးဟာသူ့ရဲ့တိုင်းပညာဖြင့်ဟန်ဖန်အားခုန်ကန့်လိုက်ပါတယ်ဟန်ဖန်ဟာလည်းနတ်ဓာတ်နဲ့ကာလိုက်တာကြောင့်နတ်ဓာတ်ရဲ့အစွမ်းကိုပိုမိုသိစီသွားပြီးလောဘဇောတွေတက်လာကဓာတ်ထုတ်ပြီးအသေးအတန်းတိုက်ခိုက်ပါတော့တယ်ဘလို့ပင်အားရင်တုံးကအပြင်းအထန်တိုက်ခိုက်နေပေမဲ့လည်းဟန်ဖန်ဟာနတ်ဓာတ်အစွမ်းကြောင့်တိုက်ခိုက်လီတန်ပါလီထိနေပါတယ်ဘေးကရက်ကြည့်နေတဲ့ကြောက်ထောက်ကလည်းဒါငါတိခဲ့တဲ့အတုံးမကျတဲ့ဟန်ဖန်မဟုတ်သေးရလားလို့ရေရွှတ်နေမိပါတယ်အခြေအနေမဟန်တော့မှန်တိလိုက်ရတဲ့ချန်ထန်ညိုဟာလည်းကြောက်ထော်ဘာရက်လုံးနေတာလဲအမြန်လာမကူသေးဘူးလားဆိုပြီးစစ်ကူလမ်းတောင်းလိုက်ရပါတယ်အဲ့အတန်ကြားမှာကြောက်ထော်လည်းအတိစိတ်ဖြန်ဝင်လာပြီးဟန်ဖန်ဟာနှစ်ယောက်ပေါင်းပြီးတိုက်ခိုက်ပါတော့လေတိုက်ခိုက်လေတန်ပါလီထိနေတဲ့ဟန်ဖန်နဲ့သူ့ရဲ့နတ်သားအစွမ်းကြောင့်ကြောက်ထော်ရဲ့ဓာတ်ဟာကျိုးသွားပြီးအနိစ္စသဘောနဲ့ကိစာချောသွားပါတော့လေဘေးကမြင်လိုက်ရတဲ့ချန်ထန်ညိုဟာကြောက်ပြီးထွက်ပြေးသွားပါတယ်ထွက်ပြေးခင်တာလားဆိုပြီးလင်းမြန်လာတဲ့အချိန်ဖြင့်ဟန်ဖန်ဟာလိုက်လံတိုက်ခိုက်ပါတယ်အခြေအနေမဟန်တော့တာတိလိုက်ရတဲ့ချန်ထန်ညိုကငါ့ကိုချမ်းသာပေးပါငါအကိုကဂိုင်းရဲ့အတွင်းစီတစ်ပြက်တစ်ယောက်ဖေးမင်းငါ့ကိုတခုခုလုပ်ရင်သူလွတ်ပေးမှာမဟုတ်ဘူးလို့ချင်းချောက်ရင်တောင်းပန်ပါတော့တယ်ဒီအချိန်မှာဟန်ဖန်ဟာငါကအခုမှအောက်ခြေအလို့သမားအစိမ့်ပဲရှိသေးတာကြောင့်ဂိုင်းအတွင်းစီတစ်ပြက်တစ်ယောက်နဲ့ရန်သူဖြစ်တယ်ဆိုတာကောင်းတဲ့အရာမဟုတ်ဘူးဒါပေမဲ့အခုဒီလူကိုလွတ်ပေးလိုက်ရင်တောင်ဒီဓာတ်ရဲ့လွတ်ထွက်ချက်ကပေါက်ကြားသွားမှာပဲပြီးတော့သူတို့ကနောက်ပိုင်းမှာတေချာပေါက်လက်စားပြန်ချေကြမှာပဲဘယ်လိုပဲဖြစ်ဖြစ်အန်ဒီရဲကရှိနေတာမို့လို့အရင်ဆုံးမျက်စိရှိကပြဿနာကိုပဲရှင်းလိုက်တော့မယ်ဆိုပြီးပြက်ပြက်သားသားဆုံးဖြတ်ချက်ချလိုက်ကချန်ထန်ညိုကိုလည်းအနိစ္စသဘောနဲ့ကိစ္စချောပေးလိုက်ပါတယ်လူနှစ်ယောက်ကိုခုတ်ထားတာကြောင့်ဓာတ်ရဲ့စွမ်းရည်တွေဟာလည်းအလီမြန်တိုးလာနေပြီးဟန်ဖန်ရဲ့ခန္ဓာကိုယ်ထဲကိုဝင်ရောက်လာပါတယ်စွမ်းအားတွေများလွန်းတာကြောင့်ဟန်ဖန်ဟာတောင်းမခံနိုင်တော့ပဲအော်ဟစ်လိုက်ရပါတယ်အော်တန်းကြောင့်တောင်ပေါ်ကတခြားဝါခုတ်သမားတွေကတိုက်ဖွဲထိရနေရသို့ရောက်ရှိလာကြပါတော့တယ်